ကြောက်တော့အုပ်လိုမြေကြီးကနေမြင့်တက်နေတဲ့ရှေးဟောင်းဖျားကျောင်း2000ကျော်ရှိတဲ့မြို့တစ်မြို့ကိုမြင်အောင်ကြည့်ပါဒီထူးခြားတဲ့နေရာကိုဘယ်သူစောက်ခဲ့တာလဲပြီးတော့ဘာကြောင့်နှစ်ပေါင်း1000နီးပါးကြာပြီးနောက်မှာတော့ကဘာကြီးကိုဆက်လက်လှုံ့ဆော်ပေးနေတာလဲပကံမြို့တို့ကြိုဆိုပါရယ်ရှေးဟောင်းဖျားကျောင်း2000ပျောက်ဆုံးနေသောမြို့တော်ပကံရဲ့ဇလန်းကိုနားလည်ဖို့အတွက်နှစ်ပေါင်း1000နီးပါးကိုနှလုံးသားဖြင့်ပြန်လည်သွားရပါမယ်အေယာဝတီမြစ်ကမ်းဘေးတစ်လျှောက်တွင်အခြေချနေထိုင်ရာနေရာငယ်လေးတစ်ခုသည်ပကံနိုင်ငံတော်၏မြို့တော်အဖြစ်တဖြည်းဖြည်းကြီးထွားလာခဲ့သည်ဒီနေရာကြောင့်ကုန်သွယ်ရေးစိုက်ပျိုးရေးနှင့်ယဉ်ကျေးမှုအတွက်ဗဟိုချက်တစ်ခုဖြစ်လာခဲ့ပြီးဒေသတစ်လျှောက်ရှိရပ်ရွာများကိုချိတ်ဆက်ပေးပါသည်အချိန်ကြာလာသည်နှင့်အမျှပကံသည်အုပ်ချုပ်သူများလက်မှုပညာရှင်များယဟန်များနှင့်တာမန်ပြည်သူများအတူတကွလုပ်ကင်ကြသည့်နေရာတစ်ခုဖြစ်လာခဲ့သည်အရှေ့တောင်အာရှ၏အကြီးကျယ်ဆုံးယဉ်ကျေးမှုများထဲမှတစ်ခု၏အုံမြင့်ချခြင်းဖြစ်လာပါသည်အဲဒီ1044ခုနှစ်တွင်ပကံထီးနန်းသို့ထူးချွန်သောဘုရင်တစ်ပါးနန်းတက်လာခဲ့သည်ထိုဘုရင်မှာအနော်ရထာမင်းဖြစ်သည်ဉာဏ်ပညာတတိနှင့်ခိုင်မာသောစိတ်ဓာတ်တို့ဖြင့်ယနေ့မြန်မာနိုင်ငံ၏အစိတ်ပိုင်းအများစုကိုတစုတစည်းတဲ့အင်အားကြီးသောနိုင်ငံတော်အဖြစ်စည်းလုံးစေခဲ့သည်ထေရဝါဒဗုဒ္ဓဘာသာကိုအားပေးမြင့်တင်ခဲ့ပြီးပကံကိုမြန်မာနိုင်ငံ၏ဘာသာရေးဗဟိုဖြစ်ပြောင်းလဲစေခဲ့သည်သံဃာတော်များပညာရှင်များနှင့်လက်မှုပညာရှင်များသည်ဒေသအသီးသီးမှရောက်ရှိလာကဗုဒ္ဓကျမ်းစာများပညာရပ်များနှင့်အနုပညာအမွေအနှစ်များကိုယူဆောင်လာခဲ့ကြသည်အနော်ယထာမင်း၏အုပ်ချုပ်မှုအောက်တွင်ပကံ၏ရွှေခေတ်စတင်ပေါ်ပေါက်လာခဲ့သည်ပကံခေတ်တွင်ဖျားတိဆောက်ခြင်းသည်အဆောက်အုံတစ်ခုတိဆောက်ခြင်းထက်ပိုမိုနှဆိုင်သောကိုးကွယ်ယုံကြည်ခြင်း၏လုပ်ရက်တစ်ခုဖြစ်သည်ဘုရင်များမိဖုရားများမင်းမျိုးမင်းနွယ်များကုန်သည်များနှင့်တာမန်ပြည်သူများပင်ကုသိုလ်ရရှိစေရန်အားလုံးသည်ဇေဒီပထိုးများတိဆောက်ရာတွင်ပါဝင်ကူညီခဲ့ကြသည်ဇေဒီပထိုးနှင့်ကျောင်းများကိုလည်းဆောက်လုပ်လူဒန်းခဲ့ကြသည်အုတ်တလုံးချင်းစီသည်ကိုးကွယ်ယုံကြည်ခြင်းကိုကိုစားပြုခဲ့ပြီးနေရန်စေးရေးများကဗုဒ္ဓ၏အဆုံးအမများကိုဖော်ပြခဲ့သည်ခုနောက်ဇေဒီတိုင်းသည်လူရန်ရဲ့ယုံမှုနှင့်မျှော်လင့်ချက်၏တင်ငေတပူဇော်ဆုတောင်းမှုပြုလာခဲ့ကြသည်နှစ်ပေါင်းများစွာအတွင်းပကံသည်ကမ္ဘာပေါ်ရှိအကြီးမားဆုံးဘာသာရေးအမွေအနှစ်ဒေသများနှင့်တစ်ခုဖြစ်လာခဲ့သည်ပကံရှိထောင်ပေါင်းများစွာသောဖျားပထိုးများအနက်အချို့သည်ယနေ့တိုင်လက်ရမြောက်သောအမွေအနှစ်များအဖြစ်တည်ရှိနေဆဲဖြစ်သည်အာနန္ဒာဖျားသည်လှပတည်တတ်သောဘိတုကာလက်ရာနှင့်အထင်ကြီးဖွယ်ဗုဒ္ဓဆင်းတုတော်များကြောင့်ကြော်ကြားသည်ဓမယံကြီးဖျားသည်တိကျတည်တတ်သောအုတ်စီနီးကြောင့်ထင်ရှားပြီးပကံ၏အကြီးမားဆုံးဖျားများထဲမှတစ်စုဖြစ်သည်တပည့်ဖျားသည်ပကံမြေပြင်အထက်မြင့်မားစွာတည်ရှိကရှေးဟောင်းနိုင်ငံ၏ဂုဏ်သိက္ခာကိုပိုစားပြုသည်သုလမဏိဖျားကျောင်းသည်ရင်းလှပသောနယံစေးရေးပကြီးများနှင့်တက်ရက်သောဘိတုကာလက်ရာများဖြင့်လာရောက်လေပတ်သူများကိုဆွဲဆောင်သည်ထီးလိုမင်းလိုဖျားသည်ပကံ၏နောက်ဆုံးရွှေခေတ်၏အနုပညာမြောက်မှုကိုထင်ဟပ်စေသည်ဤထိမ်းမှတ်အဆောက်အအုံများသည်လွန်ခဲ့သောနှစ်ပေါင်း1000နီးပါးကဖွင့်ကားခဲ့သောယဉ်ကျေးမှုတစ်ခု၏ထူးခြားသောကျွမ်းကျင်မှုသစ္စာဆောင်သိမှုနှင့်မျှော်မြင်ကိုဖော်ပြသည်နှစ်ပေါင်း200ကျော်ကြာပကံသည်အင်အားကြီးသောနိုင်ငံတော်၏အသေးနှလုံးအဖြစ်တိုးတက်ဖွံ့ဖြိုးခဲ့သည်သို့သောမြစ်သည့်အင်ပါယာမျှထာဝရမတည်မြဲနိုင်ပါ73ရာစုနောက်ပိုင်းတွင်မွန်ဂိုအင်ပါယာချဲ့ထွင်လာမှုသည်ပကံနယ်နိမိတ်အထိရောက်ရှိခဲ့သည်နိုင်ငံရေးမတည်ငြိမ်မှုနှင့်ပြည်တွင်းပဋိပက္ခများကြောင့်နိုင်ငံတော်သည်အားနည်းလာပြီးကျူးကျော်ခံရနိုင်ခြင်းနည်းပါးလာခဲ့သည်
1289ခုနှစ်တွင်ပုဂံ၏နိုင်ငံရေးအာဏာပြိုလဲသွားခဲ့သည်မြို့တော်ကြီးယိုယင်းသွားတော်လဲမြင်း၏ဖျားเจ้าထောင်ပေါင်းများစွာသည်လွင်ပြင်တစ်လျှောက်တွင်တည်ရှိနေဆဲဖြစ်သည်နောင်လာနောက်သားများအတွက်ထူးခြားသောရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များတစ်ခုအဖြစ်ထိန်းသိမ်းဆဲဖြစ်သည်နိုင်ငံတော်များပေါ်ပေါက်ပြီးပျောက်ကွယ်သွားခဲ့တော်လဲပုဂံသည်ယနေ့တိုင်ကမ္ဘာတဝန်းရှိလူများကိုဆွဲဆောင်လျက်ရှိသည်ပုဂံမြို့၏အထွတ်ထိပ်တွင်ဘာသာရေးဆိုင်ရာအဆောက်အုံပေါင်း1000ကျော်ရှိသည်ယနေ့တိုင်ရှေးဟောင်းဘုရားကျောင်းပေါင်း2000ကျော်သည်လွင်ပြင်တစ်လျှောက်တွင်ရှိနေဆဲဖြစ်သည်ကမ္ဘာနေရာအနှံ့မှလာရောက်လည်ပတ်သူများကိုဆွဲဆောင်နေသည်2019ခုနှစ်တွင် UNESCO သည်ပုဂံကိုကမ္ဘာအမွေအနှစ်နေရာအဖြစ်အတိအမှတ်ပြုခဲ့ပြီးဤထူးခြားသောယဉ်ကျေးမှုနှင့်သမိုင်းဝင်အရေးပါမှုကိုဂုဏ်ပြုခဲ့သည်နေထွက်ချိန်တွင်ရွှေရောင်အလင်းတန်းများကြားမှပုဂံသည်မြမအမွေအနှစ်နှင့်ယုံကြည်ခြင်း၏အသက်ရှင်နေသောသင်္ကေတအဖြစ်ဆက်လက်တည်ရှိနေဆဲဖြစ်သည်ပုဂံသည်ရှေးဟောင်းမြို့တစ်မြို့သာမဟုတ်ပါယင်းသည်လူသားတို့၏ဖန်တီးနိုင်စွမ်းယုံကြည်ခြင်းနှင့်ဇွဲလုံးလားတို့ကိုအစဉ်အမြဲအမှတ်ရစေသောအမွေအနှစ်တစ်ခုဖြစ်သည်ဖျားပထိုးတဆုချင်းစီတွင်ကိုးကွယ်ယုံကြည်ခြင်း၏ပုံမြင်များရှိနေသည်ရာသီဥတုဒဏ်ခံနိုင်သောအုတ်တလုံးချင်းစီတိုင်းတွင်ရှေးခေတ်လူများ၏အိမ်မက်အရေးအယောင်များကိုထင်ဟပ်နေစေသည်နေဝင်ချိန်တွင်ပုဂံသည်ကမ္ဘာတဝန်းရှိလူများကိုဆက်လက်လှုံ့ဆော်ပေးနေဆဲဖြစ်သည်။ယင်း၏အမွေအနှစ်သည်ကြောက်တုံးများအတွင်းသာမဟုတ်ဘဲသမိုင်းဉာဏ်ပညာနှင့်ငြိမ်းချမ်းမှုကိုရှာဖွေသူတိုင်း၏နှလုံးသားထဲတွင်လည်းအသက်ရှင်လျက်ရှိနေသည်။ငြိမ်းချမ်းမှုရှိပါစေအားလုံးပဲကျန်းမာခြင်းပျော်ရွှင်ခြင်းနဲ့အောင်မြင်မှုတွေရရှိကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။